စီမဥစ္စာတိုးတက်ပြီးမိသားစုဘဝမှာပျော်ပျော်နေခြင်းနဲ့ဆိုရင်မြတ်စွာဘုရားကသမ္မာတရား၄မျိုးဆိုခေါ်လိုက်တယ်ဥဒ္ဒနာသမ္မာမင်းအလိုကြိုးစားအာရခသမ္မာမင်းရှာထားတဲ့ပစ္စည်းတွေအလေးလွတ်မရှိအောင်ထုံကြောင်းထိမ့်သိမ့်ဆောင်ရှောင်းသမစီဝိတာမြတ်မြတ်တတာဝင်ငွေထွက်ငွေမြတ်မြတ်တတာအသုံးပြုကလျာဏမိတ်တတာကိုချင်းတရားကောင်းတဲ့မိကောင်းဆွေကောင်းနေနဲ့အတူတကွနေထိုင်လို့ဆိုဒါဆိုရင်ဒီဘဝမှာချမ်းသာတယ်မင်းတို့ချင်းနဲ့ပျော်ရွှင်ချမ်းမြေ့မှုတွေထာဝရရနိုင်တယ်လို့သူပြောတယ်နော်အေးဒီဘဝလည်းပျော်ရမယ်နောက်ဘဝလည်းချမ်းသာခြင်းနဲ့ဆိုဘာလို့အောင်လဲမင်းနောက်ဘဝအတွက်ကြတော့ယုံကြည်ချက်ရှိရမယ်ကိုလုပ်တဲ့လုပ်ငန်းပေါ်မှာယုံကြည်ချက်ဆိုတာအတ္တတယုံကောင်းတာလုပ်ရင်ကောင်းတာဖြစ်တယ်မကောင်းတာလုပ်ရင်မကောင်းတာဖြစ်တယ်ဆိုတဲ့ကံကံရဲ့အကျိုးကိုယုံကြည်တဲ့အတ္တတယုံဖြစ်မှုကောင်းတဲ့အလုပ်ပေါ်မှာစိတ်ဝင်စားမှုဆိုတဲ့တတ္ထာကိုချင်းတရားကောင်းမှုဆိုတဲ့သီလကိုယ်သာသုံးမယ်ဆိုတဲ့ကျင့်မြောင်းတဲ့ဝန်တိုတဲ့သဘောတရားမရှိသေးပဲနဲ့ generosity အားလုံးနဲ့မြတ်မြတ်တတနေထိုင်မယ်ဆိုတဲ့ရရောတဲ့စိတ်ဓာတ်လှုပ်တဲ့နာနဲ့မလှုပ်တဲ့နာခွဲခြားသိတဲ့ပညာအဲ့ဒီတတ္ထသီလစာကပညာဆိုတဲ့ဒီတရား၅မျိုးမင်းရင်တဲ့နှလုံးထဲမှာအခိုင်အမာတိဆောက်ထားပြီးဆိုရင်တမန်တော်မှာလည်းကောင်းတဲ့တတိပုံရောက်တယ်